တို့စာမတင်လို့ရှိရင်ဘာဖြစ်သွားမလဲအေးငါတို့အသက်ကြီးပြီးဂိမ်းမှာဖြစ်သွားမယ်ဘိုးဘွားကြီးသာသွားလို့ဘာလို့မင်းတို့ပြောခံရမယ်တာဇန်တွေငါ့ကိုဝိုင်းပြောသလိုမသိရမလားအဲ့ဒီကွက်တွေရှိတယ်ငါကောင်နေအဲ့တော့စာကြိုးစားမင်းတို့ငါဂိမ်းရကွာစာမွေးရှိပါငါမင်းတို့လုပ်ပေးမယ်ခဏနေတော့နော်စာမွေးပြီးသွားလို့ရှိရင်နော်ကျောင်းသားတွေနဲ့ပဲတွဲပြီးဆော့ပဲဆိုမင်းတို့ငါ့ကိုကျောင်းသားကက်တွေကွန်မန့်မဟုတ်ဘူးမင်းတို့ငါ့ကို Messenger မှာကျောင်းသားကက်တွေမှတ်နာလိုက်ငါ10တန်းကျောင်းသားတွေကြီးပဲခေါ်ဆော့မှာတဲ့တဲ့ကောင်ခေါ်မဆော့ဘူးကွာမင်းတို့စာမွေးရကောင်းကောင်းဖြေခဲ့မင်းတို့10တန်းစာမွေးကောင်းကောင်းဖြေပြီးပြီဆိုရင်ငါမင်းတို့တေချာ event လုပ်ပေးမယ်10တန်းကျောင်းသားနဲ့ပဲတွဲဆော့မယ်ဆိုတဲ့အပတ်မျိုးလာမယ်တစ်ပတ်လုံးဆော့မှာနော်မင်းတို့ဥမာမင်းတို့စာမွေးတောက်တာနေပြီးသွားရင်စနေတွင်းကနေမင်းတို့ပွဲခန့်နိုင်အောင်တနင်္လာနေ့ကစပြီးတော့အဲ့တစ်ပတ်လုံးနော်10တန်းကျောင်းသားတွေနဲ့ငါအကုန်လုံး invite ပြီးဆော့ပေးမယ်မင်းဘယ်ကောင်မှမပြောငါ admin တင်းဟာနော်ခုနနော်ကိုနဝင်းဘာညာဝင်ပြီး9နာရီမှာ तू ကဘာညာပရီကိုပဲစိတ်တာဘာညာလုံးနေမင်းသက်သာသွားတယ်နော်မဟုတ်ရင်မင်းလစ်သွားပြီမင်းလစ်သွားပြီမင်းပလိရင်ငါရဲ့ admin တင်းဟာကောင်အလုပ်ပြုတ်သွားပြီနောက်နေ့အစပြီးတော့အဘ gaming တင်းမှာ तू မရှိတော့ဘူးတော့ပေါ့လားညတနေ့3000ပေးပြီးခိုင်းတာနော်တနေ့3000ဘယ်လောက်လဲediting anime ဘာညာအကုန်လုံးအပီးစီတနေ့3000သမင်းနှစ်ထပ်ကျွေးတယ်ဘာညာမုံတွေပါကျွေးတယ်တနေ့3000ပေးတယ်ရှင်းတယ်နော်ဟဲ့ဟောခဏရင်စလိုက်အောင်မယ်ဂိမ်းစားလိုက်အောင်မယ်ပြောလေးတွေရှော့လိုက်မယ်မုံစိန်နာကဒါနှစ်ပွဲဆက်ကြီးပြောတော့ငါညီတွေပြင်းသွားရင်တော့ sorry ပါရောက်နေ900ကိုမကြော်ဘူးနော်900ကိုမကြော်ဘူးနော်မင်းတို့ကဘာချိုးတယ်ဘာထားတော့ရထားလားစောမခဏလေးစောင်းပါကွာဒီဂိမ်းထဲမှာနော်အာယုံစူးစိုက်သွားရင်ငါကွန်မန့်မဖတ်တော့ဘူးနော်အကျိုးပြောရတာမင်းတို့ကွန်မန့်ဖတ်လိုက်ရင်ငါဘာမှဒီ entertainment လုပ်လို့မရတော့ဘူးငါဂိမ်းထဲမှာအာယုံဆိုင်လို့မရတော့ဘူးငါလည်းကြေတီရောရလည်းမနှဲတော့ဘူးနော်စီစဉ်မပြီးပဲနဲ့ EP တွေပဲပြန်ရောက်သွားတယ်ပဲဖြစ်သွားမယ်နောက်ရောက် game stream မှာကြီး EP နဲ့လွှင့်နေတယ်ဘာညာဆိုမင်းအဲစောက်ချက်ကြီးနော်ခဏလေးဒီနားဆောင်ညီလေးဒီယိုလာကိုကြီးတစ်ချက်ပြစ်ပေးမယ်လုံးလိုက်တော့ဒီကောင်မငါလုံးမယ်ဒီကောင်ငါလုံးမယ်ပါဝါမင်းငါသင်းပါဖိဖိလာပြီးနေတူတယ်ဟုတ်လားဟိုက်ပါဟုတ်တယ်ဒီကောင်ငါစိတ်ချတယ်ငါညီလေးမင်းငါစိတ်ချတယ်တွဲဆုံနေကြာသွားပြီမင်းနဲ့ငါနဲ့ဒါအရှင်းပြအမှတ်တရနော်ငါရဲ့ game stream လောကမှာဒီကောင်ကြီးငါ pro တွဲဆော့တာရော pro တွေမပါဘူးနော် pro တွေမပြောဘူးနော် pro တွေက pro တွေကိစ္စထားတာ pro တွေကပလုံကောက်နေလောဆယ်ပရိုရီယာပလုံကောင်းနေပါတယ်လို့အေးစလာတာ3ကောင်လာတာမလေးငါမမြင်ဘူးအေးမမြင်ဘူးတကယ်မမြင်တာပါ sorry ပါတော်သေးတယ်နှုံးမရှော့နှုံးမဆိုလိုက်ရန်ရှော့ဖြစ်သွားမယ်နော်လိုက်ရန်ရှော့ဖြစ်သွားမယ်ညီလေးတို့အဲ့ဒါပဲပြောမယ်မင်းတို့က900မတက်တော့ဘူးနော်မဟုတ်တော့ဘူးနော်ငါနေထိုင်နေကွာမင်းတို့အောင်နေရလဲမင်းတို့ကလိုက်မလွင့်လို့တဲ့အာသွားပြီသွားပါပြီကွာလစ်ပြီကွာအတန်းအောင်မထွက်တော့ငါလို့တဲ့ကွာ SPPL ကစားပြီးပြီလားမိုက်တယ်ကွာစိုက်ကလုတ်ပလို့ရောက်မင်းရှိုးနော်စိုက်ကလုတ်နဲ့နော်ရာဖေးလာဘယ်ကောင်းမှပုံမထားဘူးရောက်ဗမာကြီးကနံပါတ်3ထိယူလာတာမြန်မာနံပါတ်3ထိယူလာတာမင်းတို့ကစောက်ခွက်ပြောင်ပြီးစော့ပါလို့ရောက်လာကြလေအားလက်တယောက်တည်းလေမင်းတို့ကနေပါကြည့်လေဥမာလာလေးဘာလို့လက်ပူကအောက်ကနေပြီးတော့နေပါဘာညာလုပ်ပေးရမှာလေနာခဏမင်းတို့ရလိုချင်တာရရင်ပြေးညီလေးတို့လိုချင်တာရရင်ပြေးနော်ဒီခေတ်ကြီးကဘာလဲလိုချင်တာရပြီဆိုရင်လက်နော်ခဏနေအောင်အေး900ကျော်သွားပြီငါညီလေး950လောက်ဖြစ်နေပြီ600လောက်ထိသွားမယ်ညီလေးတို့1000လောက်ထိသွားချင်တာကွာငါတို့ဂျပန်မှာနေခဲ့တဲ့ဘဝမှာဆိုရင်မင်း 1K 2K ဆိုတာမင်းကနေ live တွေ့ပြီးတော့3-5မိနစ်တွင်းမှာဖြစ်သွားတာအခုခေတ်ကလစ်သွားပြီအဲ့ဒါကြီးမရှိတော့ noti မတက်တာရင် noti တက်တာရင် noti ပြတ်သွားတာတွေပါရှိတယ်ကောင်းတယ်ဒီကောင်တွေကလည်းကောင်းတန့်ဒီကောင်ခုနလည်းဒီကောင်တန့်မယ်ဒီကောင်ကောင်းတယ်ဆိုပေမဲ့အချက်အဲ့လိုဖြစ်နေတယ်ခဏနေမလေးဟာလီကမေလန်းထင်းတော့ရောက်မင်းဒမ်းမင်းကိုငါသနာတယ်မင်းကဟိုက်ပါဆော့ရင်တော့ကြောက်တာတခြားမကြောက်ညီလေးကိုခဏလေးနော်ကိုကြီးမန်းကြီးတို့ရမင်းတို့6လောက်လုပ်ထားလိုက်နော်ငါတခါရှော့ဝိုင်းငါကွန်မန့်ဖတ်မယ်အခုငါ30လောက်ထိတက်လာပြီမင်းတို့600 1000လောက်ထိမင်းတို့လုပ်တာငါ့လေးနေပါစာပုတ်ပေးဦးသမင်းငတ်တော့မယ်ငါလို့ဒီနေ့လဲဒီမှာကြည်ဦးကီးဘုတ်တွေဝဲလာတာစောက်တယ်မရှိတော့ဘူး
င်းတို့ဟိုနေ့ကလည်း9သိန်းကျော်နော်9နေ့ကလည်း9သိန်းကျော်ဒီနေ့ကလည်းမင်းအမဟိုလောက်လစ်လာတယ်9000 8000လောက်လစ်လာတယ်ဆိုတော့အချိန်ကြီးကမကောင်းဘူးငါညီတို့ရေနော်မင်းတို့လုပ်ပေးမှငါအဆင်ပြေတော့မှာမင်းတို့ကြီးမှငါအဆင်ပြေတော့မှာနော်ကျေးဇူးတော့မရှိဘူးဆိုပေမဲ့အတက်ကြအေးရှောမရောက်ငါမရဘူးလေကွာအေးကောင်းပါလေကိုဘက်ကမစမန်ရသွားလေငါရတယ်လို့ပဲအဲ့ရှောငါကေမိုက်လားမနေ့ကအယောင်ပြောင်းလိုက်ပြီရောက်သဘောပေါက်လားအယောင်ပြောင်းနေပြောင်းလဲဘာညာပေါ့နော်အညီလေးပြီးကြီးတော့ခဏနေကိုကြီးပြီးကြီးပဲမလန်းသေးဘူးကိုကြီးမျက်လုံးနေရနော်လေစာပြစ်လိုက်ရလိမ့်မယ်ပြီးကြီးဆိုရင်ဟဲ့မင်းတို့ကလည်းဗမာလိုပြောနေ950မတက်တော့ဘူးမင်းတို့600 1000ရောက်စာကျင်းကြီးတာပဲအောက်နေမရိုက်နဲ့နော်စာချက်တဲ့ကောင်တွေကစာချက်မယ်နော်ငါပြောပြီးသားစာချက်တဲ့ကောင်တွေကငါအာလာထောင်ပြီးတော့ဂိမ်းလာကြည့်ရင်သားတို့ရေမင်းတို့10တန်းကျောင်းသားတွေငါ့ကိုဂိမ်းကြီးတာကျေးဇူးတင်ပါလို့ငါမင်းတို့တစ်သက်လုံးမပြောဘူးနော်မင်းတို့ငါဘလို့မှာနော်မင်းတို့ပွားမှာမင်းတို့စာတင်မရမှာစာမတင်အသွားပြီလက်ကြီးကိုသွားထိတာတဲ့အေဒီယာကဲကြီးကိုအားချောင်းနေတာမင်းတို့ဘွားမှာစာတင်မရဟောပေါ့ငါရှင်းမှလည်းပြောပြီးသွားပြီတစ်တော့မှလည်းပြောထားတယ်နော်မင်းတို့စာမတင်လို့ရှိရင်ဘာဖြစ်သွားမလဲအေးငါတို့အသက်ကြီးပြီးဂိမ်းမှာဖြစ်သွားမယ်ဘိုးဘွားကြီးသာသွားလို့ဘာလို့မင်းတို့ပြောခံရမယ်တာဇန်တွေငါ့ကိုဝိုင်းပြောသလိုမသိရမလားအဲ့ကွက်တွေရှိတယ်ငါကောင်နေအဲ့တော့စာကြိုးစားမင်းတို့ငါဂိမ်းရကွာစာမွေးရှိပါငါမင်းတို့လုပ်ပေးမယ်ခဏနေတော့နော်စာမွေးပြီးသွားလို့ရှိရင်နော်ကျောင်းသားတွေနဲ့ပဲတွဲပြီးဆော့ပဲဆိုမင်းတို့ငါ့ကိုကျောင်းသားကက်တွေကွန်မန့်မဟုတ်ဘူးမင်းတို့ငါ့ကိုMessenger မှာကျောင်းသားကက်တွေမှတ်နာလိုက်ငါ10တန်းကျောင်းသားတွေကြီးပဲခေါ်ဆော့မှာတဲ့တဲ့ကောင်ခေါ်မဆော့ဘူးကွာမင်းတို့စာမွေးရကောင်းကောင်းဖြည့်ခဲ့မင်းတို့10တန်းစာမွေးကောင်းကောင်းဖြည့်ပြီးဆိုရင်ငါမင်းတို့တေချာ event လုပ်ပေးမယ်10တန်းကျောင်းသားနဲ့ပဲတွဲဆော့မယ်ဆိုတဲ့အပတ်မျိုးလာမယ်တစ်ပတ်လုံးဆော့မှာနော်မင်းတို့ဥမာမင်းတို့စာမွေးတောက်တာနေပြီးသွားရင်စနေတွင်းကနေမင်းတို့ပွဲခန့်နိုင်အောင်တနင်္လာနေ့ကစပြီးတော့အဲ့တစ်ပတ်လုံးနော်10တန်းကျောင်းသားတွေနဲ့ငါအကုန်လုံး invite ပြီးဆော့ပေးမယ်မင်းတို့10တန်းကျောင်းသားဖြစ်ကျောင်းထောက်ခံတာငါ့ကိုပြကျုံးမှာမင်းတို့ငါအခုတော့လေစာကြက်လို့ပြောတာတယ်မင်းတို့စာမကြငါပြောစကားမင်းတို့နားမထောင်ဘူးမင်းတို့ဖင်ရနေတယ်အေးစာရဝိုင်းတော့ကြည့်အပန်းဖြစ်တဲ့သဘောမျိုးဒါပေမဲ့ live ကိုစိုးအောင်မင်းတို့ကြည့်ကြမလို့ဘူးเนาะတပွဲတော့ပဲကြည့်เนาะမင်းတို့စာရဝိုင်းဆိုလေမင်းတို့တပွဲတော့ပဲကြည့်ကျန်တာလာမလုံးနဲ့အေးဆေးလုံးเนาะမင်းတို့တွေကငါတို့နိုင်ငံရဲ့เนาะအမိမြေရဲ့တားကောင်းနေမင်းတို့ကတစ်ချိန်ချင်းငါတို့နိုင်ငံကိုအုပ်ချုပ်ရမယ်ကောင်းနေအောင်နေမင်းတို့စာမလုပ်ဘဲနဲ့ကွာမင်းတစ်ချိန်နောက်နှစ်ပေါင်းများစွာမှာငါတို့နိုင်ငံကိုအုပ်ချုပ်မယ်ကောင်းနေရကွာမစ်ဆယ်တန်းကျောင်းသားတွေဆိုတာအဲ့ဒီကောင်တွေကစာမလုပ်ဘဲမောင်နှံဂိမ်းကြည့်ပြီးဆိုမှတော့မင်းဘိုးချုပ်ပြောတဲ့ဖာနိုင်ငံကြီးပြောသွားမှာဗောကွာမင်းတို့အစဲတွေတက်သွားမယ်ငါလိုက်ကိုကြည့်အဲ့တော့မင်းတို့ရောက်ငါပြောရမယ်စာလုံးပြမင်းတို့ကြည့်နော်ငါအဲ့တခုတော့အာမပေးဘူးနော်စာပဲငါတို့ငယ်တော့စာလုပ်ခိုင်းရင်မလုပ်ဘူးအဲ့လိုမလုပ်တော့အဲ့လိုငါတို့ကဒီလိုတွေဖြစ်ကုန်တာအသက်ကြီးမှသိရမလားလိုက်ဆွင်းလင့်ပြီးတော့ဂိမ်းမှာလှုပ်စားရတဲ့ဘွားတွေပါရောက်သွားတာတို့သဘောပေါက်လားအဲ့ပြေးတာပလီကာပါရောက်သွားညီလေးခရိုင်လိမ့်လို့လိုက်အောင်မယ်900ကျော်မင်္ဂလာပါရောက်မင်းတို့600 1000လုံးလိုက်လို့10ရက်နှစ်ခါကြာရင်မင်းကိုကြိုးတုပ်ပြီးငါဘာလို့တော့မှမသိလားငါပြိတ္တတွေကသိတယ်နော်10ရက်နှစ်ခါကြာသွားရင်အဲ့ကောင်ကြိုးတုပ်ပြီးဖေးချရင်ပြောပြီးချ10ရက်ကောင်ကြာတယ်10ရက်နှစ်ခါကြာတဲ့ကောင်ဆိုပြောပြီးလို့ငါတို့ပညာရေးအရောက်မင်းတို့ကပြောမယ်နော်ပညာရေးကငါမင်းတို့အားပေးတယ်မင်းတို့ဘာပညာရေးမကလို့ညာပညာရေးဖြစ်အဲ့ဒါငါစိတ်ဝင်စားအဲ့လာမပြောနဲ့လောလောဆယ်မင်းတို့စာတင်ရမယ့်အရွယ်စာပဲတင်ဒါပဲကျွန်တော်ငါမပြောချင်ဘူးငါခေးရတယ်လာမကြည့်နဲ့ရတယ်မင်းတို့ရောက်ခဏလေးငါဘယ်ရောက်သွားဒီကောင်ဘာဖြစ်နော်တားရီကြွနေသိလိုက်ရောက်အော်ကားပြဆိုငါမင်းတို့လှုပ်ပြမှာလိုက်ဆွေးနဲ့ငါလှုပ်ပြမှာမင်းတို့အော်ကားလာကြည့်ရမင်းတို့ဒုက္ခပဲရောက်ငါ့ကိုကြည့်နေတဲ့ထဲမှာနော်အော်မေလေးတိလေးတွေရှိတယ်မင်းတို့ဖင်တားမရနဲ့ငါပြောတားကြီးငါဆဲလဲမသိဘူးတခါလေကြာရင်ငါစိတ်ညစ်တယ်ချုပ်ကောင်မလေးတွေကလေးတွေရှိတယ်မင်းတားတက်မကြီးသေးတဲ့ဟာတွေရှိတယ်နော်ဂွေးကြီးမမြင်ဘူးသေးတဲ့သမီးလေးတွေရှိတယ်မင်းတို့ခေတ်စကားတွေပြောတော့အမှန်ကန်လေးအငုံလေးတွေပေါ့သူတို့လည်းရှိတယ်မင်းတို့အဲ့ဒါဟောတားပြောမရပြောတွေပြောလို့မဖြစ်ဘူးငါးကောင်တွေကမင်းတို့ကလည်းစားတယ်ကွာအဲ့ခဏလေးဓာတ်တိုက်ချိုးကျင်တာငါအဲ့တိုင်ကိုတားချိုးကျင်တာတယောက်ဖမ်းထားလိုက်အကျိုးသွားပြီညီလေးလိမ့်မယ်ပြေးမယ်ညီလေးပြေးမယ်လားညီလေးပြေးမယ်ဖီးမတက်နဲ့ငါတို့လာအေးစေးအချင်းကစောကြီးရှိသေးတယ်မွန်တို့ကဒီလောက်နဲ့ပွဲမအပ်မှုမင်းစိတ်ချ
ပီတာမတက်နဲ့ပီနာမနဲ့အာဒီပိုင်မနေ့ကညမေသားကင်စားအောင်မဟာအဲ့အောင်နေ့တိုင်းကြိတ်တာတော့ငါတကယ်နေမှာအာဒီပိုင်နေဖာဒီပိုင်ဒါဝိပိုင်နေရှိရနော်မနေ့ပြန်မှာထားပြီးပြီအဲ့အောင်နေမင်းတို့ငါ့ကိုနွားဖို့သာမင်းတို့ဆိုင်ရှိမှနေငါတခါလဲကင်စားမယ်တခါလဲပြောတာသွားပြီးပါသွားပြီအားချောင်းငါလို့တဲ့အဲ့လိုအားချောင်းရင်သွားတာမင်းတို့ဒါတက်တည်နော်အားချောင်းရင်လစ်တယ်အဲ့ဒီဘွဲတော့နိုင်မှဖြစ်မယ်နော်ဒီဘွဲနိုင်တာမှာဟာငါကောင်ကလိုက်လွင့်နေ2နာရီလောက်ရှိပြီထင်တာဟေးခုမှနာရီဝက်ကြော်ပဲရှိသေးတယ်တဲ့လီသေးရှူရှူကပေါက်ရှင်နေပြီဟေးယောဘာနဲ့တပွဲอ่ะစောမင်းတို့ငါလိုက်ကိုမင်းတို့ကွာမိုးဖိမိုးလင်းနေမြင်းဆောင်ညတွေမင်းတို့အားပေးနေမှာတော့ငါနဲ့တရက်ကိုစောဖို့စောရမှာဒါပေမဲ့အဲ့လိုမန်းတဲ့ကောင်တွေများတယ်ကွာခေါ်စောတင်တယ်ဒါပေမဲ့မနေ့ကလူပေါ့နော်ငါတို့တို့လိုက်ငါ့ကို invite တွေလုပ်တဲ့အခါကျငါဘာတိုင်ပတ်တာပွဲစလို့မရအဲ့လိုဖြစ်တယ်ခဏလေးတစ်ခါလေးဝင်ဆောင်မှာငါကောင်နေလားငါပါပြီးမင်းတို့စော်လို့ရတဲ့ဘာလို့ပါလိမ့်လို့ဟိုလုပ်ပါဘယင်လုံးပါလားဘာလို့မတစ်ခါလေးဖမ်းလာပြီးငါ့နှစ်ကောင်နဲ့ဘာမှလုပ်လို့မရဘူးညီလေးပြေးမယ်တက်ရင်သွားပြီဟဲ့ငါပြေးပြီငါ့လောက်တာဘာလဲမေးပါအဲ့လိုမေးပြီးရိုက်ပါမေးပြီးရိုက်ပါဟဲ့အောင်ဒေါ်ပေါ့တယ်နော်ဘုဘကဟိတ်ပါအောင်မောင်နနာဘလို့တောက်သွားလဲတွေ့လားဘာဘလို့တောက်သွားလဲတွေ့လားအာလူကတ်ကိုမေးမောတာကငါလို့တဲ့မေးပြီးရိုက်ပါရောက်နေရီကောခေါ်မယ်ငါကောင်းနေရီကောရောက်ရီကောနော်နိုင်လေးတိုက်ဖို့လိုတယ်ရီကောညီနေတို့ရီကောတခါလေးဝင်မှာ transformer ချိုးမှာဖမ်းလိုက်ပြီဒုတ်လိုက်တော့ညီလေးဒုတ်လိုက်တော့တခါလေးပြက်လို့အိတ်တက်မှာရှော့ဟုတ်ပြီအကုန်ရှော့ကြိုက်တယ်ညီလေးမီရောက်ဖမ်းလိုက်မယ်မင်းတို့ဆက်လို့ကျန်တာမင်းတို့ဆက်လို့ဟိုကောင်ငါ့ကိုလုပ်ပြီးခုနကိစ္စမချင်းနေဘူးအာလူကတွေးတာခုနကိစ္စငါ့ကိုမချင်းနေတာဒီကောင်တော်တာအဲ့လိုငါ့ကိုလိုက်လို့ငါကောင်တွေကချိုးမှာညီလေးတို့ဖမ်းစမာချိုးလိုက်ကွာဖမ်းစမာခွဲပလိုက်နာမည်ခေါ်ပြီးတဲ့ကျော်လင်းထိုးတဲ့ငါ့ကိုဗာမင်း10တန်းအောင်လားဟလား10တန်းမအောင်ညီလေးကိုတော့9တန်းကိုနော်ဂိုလူ10ပါးသားလောက်နဲ့ဖြေထားတာဒါပေမဲ့10တန်းမအောင်ခဲ့ဘူးဘွားလောကကြီးကိုခြေစုံပြစ်ပြီးဝင်လိုက်တာ10တန်းမအောင်ခဲ့ဘူးမိမယူလိုက်တာမင်းတို့အဲ့လိုဘွားမျိုးမဖြစ်စေချင်တာနိုင်သွားပြီတွေ့လား